ရွှေတယ်တစ်ခုကိုဝယ်ဖို့စဉ်းစားနေလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်သွားလိုက်နော်ရွှေတယ်တစ်ခုဝယ်မယ်ဆိုရင်ပထမအရေးကြီးဆုံးကဒီဇိုင်းရဲ့အယောင်းလဲဝန်ဆောင်မှုကိုကြိုတင်မေးတင်ပါတယ်ပြီးတော့ကိုနှစ်သက်တဲ့ရွှေတယ်ရဲ့အရောက်တဲ့လက်ခလေးတွေကိုမေးမြန်းဖို့လိုပါတယ်ဒါမှနောက်တစ်ချိန်ကိုပြန်ရောင်းပြန်လဲလုပ်တဲ့အခါမှာပြန်များတော့မဲ့အရောက်တဲ့ဘက်ကိုတွက်ချက်ကြည့်ပြီးကိုလက်ခံနိုင်တဲ့ပမာဏဟုတ်လားမဟုတ်လားသိနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုအရေးကြီးဆုံးသိထားမှာတော့ရွှေပေါင်ဈေးပါအရင်ရေးကြီးပါတယ်နော်ကိုပစ္စည်းကရွှေတယ်ဖြစ်တဲ့အတွက်တန်ကြီးရဖို့ထိုက်တန်ပါတယ်ရွှေဝယ်ထားတာကငွေကြေးဖောင်းမှမှုကိုကာဝယ်ပေးရဖြစ်တဲ့အတွက်ရွှေတယ်တွေကိုဘောင်းချပါဈေးနဲ့ဆိုတာမျိုးလုံးဝမဖြစ်သင့်ပါဘူးရွှေတယ်ဆိုတာကာလကြာအတိုင်းတက်ဖို့တက်နေတဲ့ပစ္စည်းပါကိုကနှစ်ရှည်ရေရှည်ဝတ်ထားတဲ့အထည်မျိုးဆိုရင်လိုအပ်လို့ရွှေပေါင်ဈေးနဲ့ပြန်ရောင်းပြန်လဲလုပ်တဲ့အခါမှာအရောက်တဲ့လက်ကကာမိပြီးမရှုံးနိုင်တဲ့အပြင်အမျက်ပါရနိုင်ပါသေးတယ်ရွှေချစ်သူတို့အတွက်ဒီချက်လေးတွေကတခြားပေါင်းမေးကိုမေးရမယ့်ချက်လေးတွေပါနော်ဒါကြောင့်ကိုဝယ်ယူမဲ့ရတနာဆိုင်ရဲ့အယောင်းလဲကအရေးကြီးဆုံးပါပဲနော်ယခုခေတ်ရွှေဆိုင်တွေကတော့ပါဆန်အရှုံးနဲ့အယောင်းလဲလုပ်ပေးကြတာရှိတယ်လို့အရောက်တဲ့အရှုံးနဲ့လည်းအယောင်းလဲလုပ်ပေးကြတာရှိပါတယ်မိမိတို့ရွှေပုံးရှင်ရတနာဆိုင်မှာဆိုရင်တော့ပေါက်ဈေးတိုင်းဟိုမှာကွာဟချက်အရင်မများတယ်တတ်မှတ်နှုံသားလေးတစ်ခုကိုသာနှုတ်ပြီးတော့အယောင်းလဲလေးလုပ်ပေးပါတယ်ဝယ်သူတွေမနစ်နိုင်အောင်ဂျာဂိုင်တို့အပြည့်အစင်ပြေအောင်အကောင်းဆုံးကြိုးစားပြီးတော့ဝန်ဆောင်မှုပေးနေပါတယ်ဒါအပြင်ရွှေပုံးရှင်ကဝယ်ယူထားတဲ့နှစ်ကြာစိတ်တဲ့ 80K ထဲဆိုရင်လည်းအရှုံးလုံးဝမရှိဘဲနဲ့ပေါက်ဈေးနဲ့တွက်ချက်ပြီးအမြတ်အများဆုံးပေးပြီးတော့ပြန်ဝယ်ပေးပါတယ်ခင်ဗျာဒါကြောင့်ပေါက်ဈေးအတိုင်းပြန်ဝယ်ပေးပြီးဝယ်သူတွေအမြတ်ရတာရွှေပုံးရှင်မှာဆိုတဲ့အတိုင်းပဲချေရတဲ့မိဟောင်းမိတ်တွေကိုအယောင်းလဲတိုင်းမှာအမြတ်တွေရနေစေမှုအတွက်ကျွန်တော်တို့ရွှေပုံးရှင်ကနေပြီးတော့ဝန်ဆောင်မှုပေးပြရတယ်ခင်ဗျာ